လူကဆိုင်ကိုလာစားတိုင်းဆိုင်ရှင်ဖြစ်သူကအမဲသားတွေအမြဲတမ်းပို့ထည့်ပေးလေးရှိပါတယ်ဆိုင်ရှင်ကတော့သူစိတ်ကောင်းဝင်နေလို့ပါဆိုပြီးအမြဲစင်ကြေပေးတတ်တာပါအဖို့ဖြစ်သူဝနာကလည်းအသားတွေအများများနေတယ်လို့ပြောရှာပါတယ်ဒါပေမဲ့သူတို့ဘေးကတခြားစားသုံးသူတဦးရဲ့ပကံကိုချပေးတဲ့အခါမှာတော့အသားပမာဏကပုံမှန်အတိုင်းပဲဖြစ်နေတာကိုအနာသတိပြုမိသွားပါတယ်ကြာကအဲ့ဒီလူရဲ့ပကံလေးကိုကြည့်လိုက်တဲ့အခါမှာလည်းအသားကနည်းနည်းလေးပဲပါတာကိုမြင်လိုက်ရတာကြောင့်သူကဆိုင်ရှင်ကိုသွားမေးဖို့လုပ်ပါတယ်ဒါပေမဲ့မျိုးသမီးဖြစ်သူကဆိုင်ရှင်အပြင်ခဏသွားတယ်လို့လိန်ပြောလိုက်တဲ့အတွက်ကြာကလည်းဘာမှဆက်မပြောတော့ပါဘူးသူတို့စားတောက်ပြီးလို့ပတ်စံရှင်းမယ်လို့တော့မမျှော်လင့်ပဲဆိုင်ရှင်ကဒုတိယစားပွဲကလူတွေကအလကားစားရမှာလို့တမင်တကာပြောပါတယ်ကြာကပတ်စံအတင်းပေးဖို့စူးစမ်းပေမဲ့ဆိုင်ရှင်ကတခြားစင်ကြီးတစ်ခုပေးပြီးညှင်းဆန်ခဲ့ပါတယ်ဒါကတော့သူတို့ကံကောင်းလို့ပဲလို့တွေးခဲ့ပေမဲ့ဆိုင်ကထွက်လာပြီးတဲ့နောက်ကြာကတခုခုတော့မှားနေပြီလို့ခန်းစားလိုက်ရပါတယ်ဒါကြောင့်သူဟာဆိုင်ထဲကိုပြန်ဝင်ပြစုံစမ်းဖို့ဆုံးဖြတ်လိုက်ပါတယ်ကြာဆိုင်ထဲကိုပြန်ဝင်သွားတဲ့အချိန်မှာပဲရင်းနှီးနေတဲ့ကြောပြင်တစ်ခုကိုမြင်လိုက်ရပါတယ်အဲ့ဒီဆိုင်ရှင်ဟာတစ်ချိန်ကကြာကိုယ်တိုင်ဖမ်းဆီးခဲ့မှုတဲ့ရာဇဝတ်ကောင်တူဖြစ်နေပါတော့တယ်ဆိုင်ရှင်ကလည်းကြာတယောက်ရုတ်တရက်ပြန်လှည့်လာလိမ့်မယ်လို့မထင်မျှော်လင့်ထားပါဘူးအတိတ်တုန်းကအဲ့ဒီလူဟာယထာတန်လန်းကပစ္စည်းတွေကိုခိုးယူဖို့ရောက်လာချိန်မှာကြာကချုံပုတ်ထဲမှာပုံပြီးစောင့်ကြည့်နေခဲ့တာပါကြာခေါင်းပြူထွက်လိုက်တာနဲ့အဲ့ဒီလူကလမ်းမြင်သွားပါတယ်အဲ့ဒီအခါကြာကအင်တာတက်ချင်ဟန်ဆောင်ပြီးချက်ချင်းပဲဟန်ကိုဖို့လုပ်လိုက်ရပါတယ်အဲ့ဒီလူကလည်းဘာမှမသိတယ်လို့မျိုးလှည့်ထွက်သွားပြီးမှသူ့နောက်ွယ်ကိုတန်တရားစိတ်နဲ့ငုံကြည့်ပါတယ်ကြာကသူ့စီကိုဥတီပြီးရှောက်လာတာကိုမြင်တာနဲ့သူဟာပစ္စည်းတွေကိုကောက်သိမ်းပြီးချက်ချင်းထွက်ပြေးပါတော့တယ်သူကဆိုင်ကယ်နဲ့အရှိန်ပြင်းပြင်းမောင်းပြေးတဲ့အခါကြာကစက်ပိန်းနဲ့မစုံမနစ်နောက်ကနေလိုက်ဖမ်းပါတယ်မမျောလင့်ပဲဆိုင်ကယ်ကရုတ်တရက်ပြီးပေါက်သွားပြီးအဲ့ဒီလူမြေပြင်ပေါ်လဲကျသွားတဲ့အတွက်ကြာကလည်းအချိန်မီရောက်သွားပြီးသူ့ကိုချက်ချင်းဖမ်းဆီးနိုင်ခဲ့ပါတယ်ရဲတပ်ဖွဲ့ရဲ့စုံစမ်းစစ်ဆေးမှုအရအဲ့ဒီလူဟာယထာလန်းကတံမူလီတွေကိုခိုးယူရောင်းချပြီးငွေတော်အတန်ရှာဖွေခဲ့ကြောင်းသိရပါတယ်တကယ်တော့သူဟာအိမ်ကအိုမင်းမစောအမေအိုကြီးကိုချမ်းသာထားခြင်းလို့အခုလိုလုပ်ခဲ့တာပါသူကသူ့အဖြစ်ကိုကောင်းကောင်းမွန်မွန်ဝန်ခံခဲ့ပြီးတောင်းဆိုချက်တစ်ခုပဲပြုလုပ်ခဲ့ပါတယ်အဲ့ဒီလူဟာသူထောင်ကျသွားရင်အိမ်မှာကြံခဲ့မဲ့အမေအိုကြီးခံနိုင်ရင်မရှိမှာကိုအရန်စိုးရိမ်ပြီးစိတ်မချဖြစ်နေတာပါရဲတွေကလည်းသူ့တောင်းဆိုချက်ကိုသဘောတူပြီးသူ့အမေကိုနှုတ်ဆက်ခွင့်ပေးခဲ့ပါတယ်သူကသူ့အမေကိုစိတ်မပူစေခြင်းလို့တငယ်ချင်းတွေနဲ့အတူတခြားမြို့မှာအလုပ်သွားလုပ်မှာဖြစ်ကြောင်း2 နှစ် 3 နှစ်လောက်ကြာမှပြန်လာနိုင်မယ်ဖြစ်ကြောင်းလိန်ပြောခဲ့ပါတယ်သူ့အမေကတားဖြစ်သူဝေးဝေးလန်လန်သွားရမှာကိုစိုးရိမ်နေတဲ့အခါမှာတော့အတူပါလာတဲ့ကြားတို့နှစ်ယောက်ကိုပြပြီးဒီလူတွေကတားရဲ့ကြောထောင်နောက်ခံတွေပဲမှုဘာမှမစိုးရိမ်နဲ့လို့နှစ်သိမ့်ခဲ့ပါတယ်အမေဖြစ်သူကိုနှုတ်ဆက်ပြီးတဲ့နောက်ကြားကလက်ထိတ်ခတ်ထားတာကိုလူမမြင်စေဖို့အဝတ်တစ်ခုနဲ့ဖုံးအုပ်ပေးပြီးအဲ့ဒီလူရဲ့ဂုဏ်သိက္ခာကိုထိမ့်သိမ်းပေးခဲ့ပါတယ်အဲ့ဒီလူကမျက်ရည်ကျပြီးကြားတို့ကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်ကြားကလည်းထောင်ထဲမှာအကျဉ်းစာရိတ်တာပြုပြင်ပြီးအမြန်ဆုံးလွတ်ရက်စိတ်ကအမေဖြစ်သူစီပြန်လာနိုင်အောင်စူးစမ်းဖို့အားပေးခဲ့ပါတယ်အဲ့ဒီလူဟာသူတို့ရဲ့ဂရုဏာတရားကိုအမြဲနှလုံးသွင်းထားခဲ့တာပါထောင်ကလွတ်လာတဲ့အခါမှာတော့သူဟာခောက်ဆွဲဆိုင်လေးဒီဇိုင်းဖွင့်လှစ်ခဲ့ပါတယ်သူ့အမေလည်းအသက်ထင်ရှားရှိနေစေဖြစ်ပြီးတားဖြစ်သူရဲ့အတိတ်ကလုပ်ရက်တွေကိုသိရှိသွားတဲ့အခါကြားကိုကျေးဇူးတင်စကားဆိုခဲ့ပါတယ်အဲ့ဒီလူဟာကြားရဲ့စကားတွေကိုအမြဲတမ်းမှတ်တားပြီးထောင်ကထွက်လာကြတဲ့ကရိုးသားတဲ့လူကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်အခုဆိုရင်သူဟာစီးပွားရေးကိုရိုးရိုးသားသားလုပ်ကိုင်နေပြီဖြစ်လို့ကြားကလည်းအဲ့ဒီလူရဲ့ပြောင်းလဲသွားမှုကိုမြင်ပြီးများစွာပီတိဖြစ်ရပါတော့တယ်